အထောက်လေးဆွဲတက်လာလို့ရတဲ့အနေအထားတီကိုပြင်ဆင်မိထားတဲ့ငမိုးရိပ်6လမ်းကတတိယထပ်ကိုမှ1250ညှိနှိုင်းနေတဲ့ရောက်ချပေးသွားမဲ့အခန်းလေးကိုမိတ်ဆက်ပေးပြစေရှင်ဒီခန်းလေးကတော့12ပေခွဲ50ရှိပြီးတော့အုံနဲ့ဖွဲ့ထားတဲ့အခန်းတစ်ခန်းပါပါမယ်ရှင်ပါကီးကိုတအိမ်လုံးဖိတ်ဖိတ်တောက်ခင်းပေးထားပါတယ်ရှင်အခန်းလေးကလည်းတော်တော်လေးကိုလှတဲ့အပြင်ပစ္စည်းတွေကိုလည်းလုံးဝအစ်စ်ကိုပဲသုံးပေးထားပါတယ်ကစ်ချင်ခန်းထဲမှာဆိုလို့ရှိရင်လည်းကြွေပြားခင်းထားတယ်ကြွေပြားကတ်ထားတယ်ရေချိုးကိုင်းတောင်ပူတိုင်းပေးစင်လေးလည်းပါပါမယ်ရှင်ရေကတော့2လိုင်းအဝေးစီရောကျိုးဖြူရောပါပါမယ်ရှင်ဒီခန်းလေးကတော့တန်တုမာမိလမ်းမကြီးကိုတဲပေါက်တယ်ဆမ်မြစည်းနဲ့နီးတယ်လေးတော့ကန်လမ်းမကြီးကြောကဲရတနာလမ်းကြောကတ်မှာရှိတယ်တတိယထပ်အခန်းလေးပဲဖြစ်ပါတယ်ရှင်location လဲမိမိုက်တဲ့အခန်းလေးကိုလည်း share ပြင်ဆင်ပေးထားတယ်လက်တင်လေးပဲနေလို့ရတဲ့အနေအထားတွေကိုပြင်ဆင်ပေးထားပါတယ်ရှင်တတိယထပ်လေးလည်းဖြစ်တဲ့အခန်းလေးကလည်းတော်တော်လေးကိုမိုက်တဲ့အတွက်စိတ်ဝင်စားလို့ဆက်သွယ်ခြင်းတော့ညီမရဲ့ကကရီရဲ့ estate ကိုဆက်သွယ်ဆောင်ရွက်မြင်နေပါတယ်ရှင်အခန်းလေးရဲ့ခေါ်စည်းလေးကတော့1250ညှိနှိုင်းလေးပဲဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်